မင်္ဂလာပါရှင်ကျမတို့ရွှေလင်း audio book မှကြိုဆိုပါတယ်ဒီနေ့တီဖတ်ပြမယ့်ပုံမြင်လေးကတော့ဂလုံးနဲ့ငကားဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒါစင်ပေးနော်တခါကတိုင်းပြည်တစ်ပြည်မှာဘုရင်ကြီးတစ်ပါးအုပ်ချုပ်ပြီးမင်းလုံနေတဲ့ကွယ်ဘုရင်ကြီးဟာတတ်တော်ကြီးမှသမီးတော်လေးတစ်ပါးမွေးဖွားလာတယ်ဒါကြောင့်ဘုရင်ကြီးဟာသမီးတော်လေးကိုအရန်ချစ်မြတ်နိုးတာပေါ့ကွယ်ဒီလိုနဲ့တစ်နှစ်မှာတော့သူတို့တိုင်းပြည်မှာမိုးခေါင်ရေရှားလာတယ်နေရာဒေသတော်တော်များများမှာလဲစိုက်လို့ပြိုးလို့မရတာနဲ့ဒုက္ခရောက်နေကြတော့တာပေါ့ဒေသခံတွေဟာဘုရင်ကြီးစီလာပြီးရှောက်တင်ကြတဲ့ကွယ်ဒါနဲ့ပဲဘန္နာတိုက်ထဲကရတနာရွှေငွေတွေကိုတိုင်းသူပြည်သားတွေကိုဘုရင်ကြီးကထုတ်ပေးတာပေါ့ဒါပေမဲ့တိုင်းပြည်လုံးကြီးပါစားနပ်ရိက္ခာမရှိတာကြောင့်ဝယ်ဖို့တော့မှအဆင်မပြေဘူးဖြစ်နေတဲ့ကွယ်ဘုရင်ကြီးလည်းကြံရမရဖြစ်ပြီးအခက်တွေ့နေတာပေါ့ဒီလိုနဲ့ရာသီဥတုဟာလည်းဇက်တိုက်ပဲဆိုးရွားနေပြီးရိက္ခာတော့တိုက်ထဲရလဲခွဲဝေပြီးလဲမလောက်ငှဘူးဖြစ်နေတယ်အပင်တွေလည်းရေမရလို့ညှိုးချောက်ပြီးတေကုန်ကြတာပေါ့လေယာမြေတွေဟာလည်းပတ်ကြားတွေအပ်ပြီးခန္ဓာရလို့ပဲ၆တွေ့ကုန်တယ်နောက်ဆုံးမှာတော့ဘုရင်ကြီးနဲ့တိုင်းသူပြည်သားတွေဟာနတ်အပေါင်းကိုပူဇော်ပသတဲ့အနေနဲ့စီမီတွေအမွှေးတိုင်တွေထုံညှိကြတာပေါ့ကွယ်ပြီးတော့မိုးရွာပြီးတော့ရာသီဥတုမှန်ဖို့အတွက်ဆုတောင်းကြတဲ့ဒီအချိန်မှာဂလုံးငှက်ကြီးတစ်ကောင်ဟာကောင်းငင်ကနေပြန်လာပြီးသူတို့ဆုတောင်းနေတာကိုမြင်တွေ့သွားတာပေါ့ဟာဘာဖြစ်လို့လဲဘာတွေလုပ်နေကြတာလဲဂလုံးကမေးတော့ဘုရင်ကြီးလည်းအချိုးအချောင်းကိုရှင်းပြလိုက်တယ်ဒါဆိုရင်မိုးရွာအောင်လို့ကျုပ်လှုပ်ဆောင်ပေးပါမယ်ဒါပေမဲ့ကျုပ်တောင်းတာတစ်ခုကိုတော့ခမည်းပေးရမယ်နော်အသင်ဂလုံးကဘာလို့အလိုရှိပါသလဲခမည်းဂလုံးကဘုရင်ကြီးရဲ့သမီးတော်လေးကိုတောင်းတော့ဘုရင်ကြီးဟာအော်သွားတာပေါ့အော်သမီးတော်လေးအသက်ကိုတော့ချမ်းသာပေးပါခမည်းတရိษံတွေနဲ့အသားတွေနဲ့ရစ်ပူစော်ပေးပါမယ်ဟာမဟုတ်သေးပါဘူးတဲ့ရဲ့သမီးတော်လေးကိုကျုပ်ကစားဖို့တောင်းတာမဟုတ်ဘူးအရွယ်ရောက်လာရင်ကျုပ်နဲ့လက်ဆက်ပေးဖို့ပြောတာဗျအော်ဘယင်ကြီးလည်းအကြီးဒုက္ခရောက်နေတဲ့တိုင်းသူပြည်သားတွေအတွက်ငဲပြီးဂလုံးကြီးကိုဂတိပေးလိုက်ရတာပေါ့ဒါနဲ့ဂလုံးကြီးလည်းကောင်းငင်အမြင့်ကြီးကနေခတ်ဝေးဝေးကိုပြန်သွားတဲ့ကွယ်ပြီးတော့သူ့ရဲ့တန်မာတဲ့အတောင်ပံတွေနဲ့မိုးတိမ်ဒူကြီးတွေကိုဘုရင်ကြီးရဲ့တိုင်းပြည်ပေါ်ရောက်အောင်လို့ခတ်ထုတ်လာခဲ့တော့တယ်ဝိုး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 မိုးတိမ်တွေဟာလည်းဘုရင်ကြီးရဲ့တိုင်းပြည်အပေါ်ကိုရောက်တာနဲ့မိုးတွေရွာချတော့တာပဲဒီလိုနဲ့အပင်လေးတွေဟာလည်းစိမ့်လန်းပြီးပူပြင်းတဲ့နေတယ်ုံလည်းမခံရအောင်လို့ဂလုံးကြီးဟာဟိုးအမြင့်ကြီးကိုပြန်ပြီးသူ့ရဲ့အတောင်ပံတွေနဲ့ကာထားပေးပြန်သေးတယ်ဒီလိုနဲ့ရက်အတော်ကြာလာတဲ့အခါဘုရင်ကြီးနဲ့တိုင်းပြည်မှာတိနံမင်းတွေဖြစ်ထွန်းပြီးလူတွေဟာလည်းဒုက္ခတွေကင်းသွားတာပေါ့ဒီတော့မှဂလုံးငှက်ကြီးကမင်းသမီးလေးအသက်18နှစ်ပြည့်နှစ်ကြာမှလက်ဆက်ဖို့အတွက်ပြန်လာခေါ်မယ်လို့ဘုရင်ကြီးကိုပြောတယ်ပြီးတော့သူနေထိုင်တဲ့ဟိမဝန္တာတောနတ်ကြီးတို့ကိုပျော်ရွှင်စွာပဲပြန်တန်းသွားတာပေါ့ကွယ်ဒီလိုနဲ့နှစ်တွေကြာလာပြီးသမီးတော်လေးလည်းအရွယ်ရောက်လာတဲ့တနေ့တော့မင်းသမီးလေးဟာသူ့ရဲ့ရန်ရွေတော်တွေနဲ့ပင်လယ်ကမ်းဆက်မှာရေကစားနေတာပေါ့ရေထဲမှာနေတဲ့နဂါးမင်းသားတွေကမင်းသမီးလေးကိုချောမောလှပလုံးလုံးအဝေးကျဆောင်ကြားကနေချောင်းကြည့်နေတယ်အဲ့ဒီအချိန်မှာပဲမင်းသမီးလေးရဲ့လက်ရွက်လေးဟာရေထဲကိုပြုတ်ကျသွားတဲ့ဟဲပြုတ်ကျသွားပြီရှာမရလို့စိတ်ညစ်နေတော့နဂါးမင်းသားလေးကလူရောင်ဖန်ဆင်းပြီးတော့
လာမေးတယ်မင်းသမီးလေးကလည်းအကျိုးအကြောင်းပြောပြလိုက်တော့ရေထဲငုံပြီးလဲဆွဲကိုရှာပေးတာပေါ့ပြီးတော့မှလဲဆွဲကိုပေးပြီးမင်းသမီးလေးကိုလည်းမိတ်ဆက်တာပေါ့ကွယ်ဒီလိုနဲ့နောက်နေ့တွေမှာလည်းမင်းသမီးလေးဟာပင်လယ်ကဲဆက်ရေချိုးစိတ်ကိုရေလာချိုးတိုင်းငကားမင်းသားလေးကအကြောင်းမရှိအကြောင်းရှာပြီးလာတွေ့တာပေါ့ကွယ်ငကားမင်းသားလေးဟာမင်းသမီးလေးကိုနှစ်သက်သဘောကျပြီးသူ့ဘဝကိုလည်းအမှန်တိုင်းပြောပြပြီးမင်းသမီးလေးကိုလက်ထပ်ခွင့်တောင်းတာပေါ့မင်းသမီးလေးကသူ့အသက်18နှစ်ပြည့်ရနဲ့ဂလုံးငှက်ကြီးနဲ့လက်ဆက်ဖို့ခရီးပေးထားတဲ့အကြောင်းကိုပြောပြလိုက်တယ်ပြီးတော့မကြခင်သူမအသက်ဟာလည်း18နှစ်ပြည့်တော့မှမို့လို့ညင်ပရစေလို့ဆိုတယ်ဒီလိုနဲ့မင်းသမီးလေးအသက်18နှစ်မပြည့်ခင်ညကိုရောက်လာတာပေါ့အဲ့ဒီညမှာငကားမင်းသားလေးဟာဂလုံးငှက်ရောင်စောင်းပြီးတော့နန်းတော်ကိုရောက်လာတယ်ပြီးတော့ဘရင်ကြီးစီမှာတောင်းထားတဲ့ဂရီအတိုင်းမင်းသမီးလေးကိုလက်ဆက်ဖို့လာခေါ်တာလို့ပြောလိုက်တယ်ဘရင်ကြီးစီခွင့်တောင်းပြီးသူတို့နေထိုင်တဲ့ဟိမဝန္တာတောအုပ်ထဲကိုခေါ်သွားမယ်ဆိုပြီးခေါ်သွားတော့တာပေါ့ကွယ်ဒီလိုနဲ့နောက်တစ်နေ့မင်းသမီးလေးမွေးနေ့ရောက်တော့ဂလုံးငှက်ကြီးရောက်လာပြီးမင်းသမီးလေးကိုလာတောင်းတယ်ဒီတော့မှငကားမင်းသားကဂလုံးရောင်ဆောင်ပြီးတောင်းသွားမှန်ဘရင်ကြီးကတိတ်သွားတာပေါ့ဂလုံးငှက်ကြီးလည်းတိတ်ကိုဒေါသဖြစ်သွားတယ်ဒါနဲ့ပဲငကားမင်းသားလေးရဲ့မင်းသမီးလေးရဲ့ကိုနေရာအနှံ့လိုက်ရှာပေမဲ့မတွေ့ဘူးဖြစ်နေတယ်နောက်ဆုံးမိုးစိုးကြီးတူကိုမေးမှငကားဆိုတာသမုတ်တရားထဲမှာနေချောင်းတိတ်သွားတာပေါ့ဒါပေမဲ့ဂလုံးငှက်ဟာသမုတ်တရားရေအောက်ကိုမဆင်းနိုင်ဘူးဖြစ်နေတယ်မင်းသမီးလေးရေပြင်ပေါ်ကိုပြန်ရောက်လာနိုးနဲ့နေရှိတဲ့၍စောင့်ရင်ငုံနေရတာပေါ့သူ့မျက်ရည်တွေဟာပင်လယ်သမုတ်တရားတွေကိုကျကုန်လို့ရေတွေဟာလည်းငန်ကုန်တာပေါ့ကွယ်နောက်ဆုံးမှာတော့ဂလုံးငှက်ဟာကန်းဆက်မှာရင်ခွန်းတာကြပြီးသေသွားတော့တဲ့ကွယ်ငကားမင်းသားလေးဟာလည်းဂလုံးရံကိုကြောက်လို့ရေထဲကနေဘတော်မှပြန်တက်မလာတော့ဘူးကဲဒါကြောင့်သားတို့သမီးတို့လည်းအခုအချိန်ထိငကားကိုအပြင်မှာမတွေ့ကြဘူးပေါ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်တတား